သာယူအားလေးကွာဘာမှမသိချင်မင်းကိုဟွာလူငါမိမလည်းနေမိမပဲပေါ့ Love Heart Wise Channel မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးကလက်တလောနာမည်ကြီးနေတဲ့အကြောင်းအရာလေးတွေကိုပြသပေးသွားမှာဖြစ်လို့အဆုံးထိကြည့်မှုဖိခေါ်ပါရရှင်ကောင်းမလေးကတောသူမလေးပေါ့ကွယ်ယူအားလေးပေါ့နော်အဲ့မှာမြို့သားနဲ့ကြာပြီးအိမ်အောင်နေပါလေကြာပြီးသွားတဲ့ခါကျကိုဝင်ရရောနော်ကိုဝင်ရပြီးတော့မှသူ့ယောက်ျားနိုင်ငံခြားသွားမှာပေါ့ကွယ်ကိုရီးယားအလုပ်သွားလုံမှာပေါ့အလုပ်သွားလုပ်တဲ့ခါကျသူတငယ်ချင်းကိုအပ်ခဲ့တာနော်တငယ်ချင်းနော်ငါမိမလေးယူသားယူအားလေးကွာဘာမှမသိချင်မင်းကိုဟွာလူငါမိမလည်းနေမိမပဲပေါ့နော်အဲဒီခါကျတော့ကိုပြီးရင်ပြီးစောင်းရှောက်လိုက်ပါပေါ့တငယ်ချင်းကိုယုံကြည်နဲ့အပ်ခဲ့တော့ဟိုလေအေးပါကွာမင်းသွားစရာရှိတာသွားပေါ့နော်အဲနဲ့ကိုရီးယားထွက်သွားပြီးကောင်မလေးကအဲ့မှာကိုဝင်ကြီးနဲ့ကြံခဲ့တာပေါ့အဲ့ဒီသူအပ်ခဲ့တဲ့ကောင်ကလည်းနာဘူးလေနော်တငယ်ချင်းဟာကိုစနိုက်ကြော်ကျင်တာတငယ်ချင်းရဲ့မိမကိုစနိုက်ကြော်ကျင်တော့ကြတော့သိတယ်မို့လားညနေညနက်ပေါ့လာတဲ့ညီးတဲ့ဟိုသွားအပ်ရအောင်နဲ့ကိုဝင်သွားအပ်ရအောင်နဲ့တာဖွားမီးရဆရာဝင်စီသွားပြီးအပ်ကြမယ်ပေါ့အဲ့နဲ့ကောင်မလေးကလည်းဘုမိတိဘာမသိနဲ့ပါသွားပေါ့ကွယ်ကိုဝင်စမ်းတက်ပြီးဟိုဆရာဝန်ကြီးကတော့ပြောလိုက်တာအကုန်အချိန်နေကောင်းတယ်ဘာမှမလိုဘူးပေါ့နော်ကောင်းတယ်ဆိုအဲ့ဒါကောင်မလေးကိုရှေ့ထုတ်နော်ထုတ်ပြီးတော့ဆရာဝန်ကြီးနဲ့ကြည့်ပြီးပြန်တဲ့ခါကျရှေ့ထွက်ပြီးဟိုကောင်ကကူလီကူမာတွေလောက်တော့တာတဲ့မျက်နှာမကောင်းတဲ့ပုံစံလေးလောက်ပြီးဒီမဲတဲ့ငါပြောမယ်တဲ့ဆရာဝန်ကြီးကပြောလိုက်တယ်ပေါ့နော်ငါမပြောချင်ဘူးတဲ့ဒါပေမဲ့ပြောရမှာပဲပေါ့နော်နင်းရကိုဝင်ရတဲ့အခြေအနေမကောင်းဘူးတဲ့အဲ့ဒါနဲ့နင်းလင်ရတဲ့နင်းယောက်ျားတဲ့တအားအချက်မကောင်းဘူးကွယ်တဲ့နင်းပိုက်ကြီးကကလေးလေးဟိုတဲ့ကောင်းတဲ့ကိုလုံးပဲတဲ့ပေးခဲ့တဲ့ခြေထောက်တွေလက်တွေတဲ့မပေးခဲ့ဘူးတဲ့ငါမယ်စိတ်ညစ်လိုက်တာဆိုတော့အဲ့နောက်ကောင်မလေးကလည်းတအားသွေးတွေပြတ်သွားပေါ့နော်အမလီဖြစ်ရလေချင်းအချင်းရုပ်လိုက်တာတင်းကြီးအောင်ပေါ့နော်ငါပိုက်တဲ့ကလေးကိုခြေထောက်တွေလက်တွေတဲ့မပေးခဲ့ဘူးပေါ့နော်အဲ့ဆိုရင်လုံးပါအောင်ကူညီပါအောင်ပေါ့နော်ဘယ်လိုလုပ်ရမှာတော့ဆိုတဲ့ခါကျတော့အဲ့မပူနဲ့တဲ့ငါကူညီမယ်အဲ့ဒါကောင်မလေးတို့တခါမူစကူဒူးပြီးတော့ဒါလေးကလက်ကလေးထည့်ပေးတာနောက်တခါထပ်မူစကူဒူးဒါလေးကခြေထောက်ကလေးထည့်ပေးတာကောင်မလေးကတော့မသိချင်ဘူးပြောနေတာခြေထောက်တွေလက်တွေပါပြီပေါ့နော်မွေးလာတော့ကလေးလေးကခြေထောက်တွေလက်တွေပြည့်စုံပါတော့မလေးဝမ်းနေတာလို့ဖွေရင်းကြတော့တောက်တယ်မကောင်းဘူးပေါ့ခြေထောက်တွေလက်တွေထည့်မပေးလို့ပေါ့ဒုတိယကောင်ကြတော့မလေးကျေးဇူးရှင်ပေါ့နော်ခြေထောက်တွေထည့်ပြီးမွေပေါ့ကွယ်ဗီဒီယိုလေးကိုကြည့်ပြီးသွားပြီဆိုတော့ကိုယ့်အမြင်ကိုခံစားချက်ကိုအတွေ့အကြုံလေးတွေကိုလည်းမျှဝေပေးခဲ့ပါဦးရှင်ကျမတို့တင်ဆက်မျှမလွတ်တမ်းကြည့်ရှုနိုင်မှုကျမတို့ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်းလုပ်ခဲ့ကြပါအောင်ရှင်